လူပြောက်ကားပြောက်အရေးပေါ်အကူအညီတောင်းခံခြင်းကိုအေးမင်းထွန်းအသက်40သည်မတ်လ9ရက်နေ့ညနေပိုင်းကတည်းကအဆက်အသွယ်မရဘဲပျောက်ဆုံးနေကြောင်းသိရပါတယ်။အရက်9ပေ4လက်မှနေရက်တာမွေမြို့နယ်မောင်းနှင်တို့က Toyota Fielder GG 8275မတ်လ9ရက်နေ့ညနေပိုင်းတွင်ကွမ်းပစ္စည်းဝယ်ရန်ငှားနေကြပါစင်ဂျာကဦးနှင့်အတူတီရီမင်္ဂလာဈေးထိုးတွားရောက်ခဲ့ကြောင်းသိရပါတယ်။ညနေ9နာရီဝန်းကျင်တွင်မိခင်ဖြစ်သူညနောက်ဆုံးဖုန်းပြောဆိုခဲ့ပြီးည10နာရီ15မိနစ်ခန့်တွင်တငယ်ချင်းတဦးအားမင်္ဂလာတုံ10မိုင်ကုန်းသို့ရောက်ရှိနေကြောင်းနှင့်စစ်တွေသို့ပို့ရန်အတွက်ကွမ်းပစ္စည်းများဝယ်ယူရန်တီရီမင်္ဂလာဈေးသို့ဆက်လက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်ဟုသိရပါတယ်။ထိုအချိန်နောက်ပိုင်းမှာစပြီးဖုန်းပိတ်ထားပြီးအဆက်အသွယ်မရတော့ကြောင်းသိရပါတယ်။အတူလိုက်ပါသွားသောပါစင်ဂျာလေးအိမ်တို့ပြန်လည်မရောက်သေးကြောင်းစုံစမ်းသိရှိရပါတယ်။မယန်းကုန်းတီရီမင်္ဂလာစီအင်းစိန်နီလ်မင်္ဂလာတုံးဆယ်မိုင်ကုန်းရဲစခန်းများတွင်မိသားစုအများကတွားရောက်ဆောင်ဆန်းခဲ့တော်လေယခုအချိန်အထိတည်မရရှိသေးကြောင်းသိရပါတယ်။ကိုအေးမင်းထွန်းသည်မိခင်ဖြစ်သူနှင့်နှစ်ဦးတည်းနေထိုင်သူဖြစ်သဖြင့်မိခင်ဖြစ်သူကအလွန်စူးရင်ပူပန်နေကြောင်းသိရပြီးတွေးရှိမိပါကသို့မဟုတ်တည်င်းချမိပါကအောက်ပါဖုန်းနံပါတ်သို့ဆက်သွယ်ပေးကြရန်မိသားစုမှအကူအညီတောင်းခံထားပါတယ်။ဆက်သွယ်ရန်09255 902603ညီမမိသားစုဝင်များအမြန်ဆုံးပြန်လည်တွေ့ရှိနိုင်စေရန်ဝိုင်းဝန်း share ပေးကြပါရန်မေတ္တာရပ်ခံအပ်ပါတယ်။လူပြောက် missing person help find him share please ရန်ကုန်ဝိုင်းဝန်းကူညီပေးကြပါ CRD